မင်္ဂလာပါရှင်ဒီနေ့ဆရာမတို့ဆက်ပြီးသွားမှာက grade 3သင်ချာရဲ့အခန်း1တသိန်းအထီးကိန်းများကိန်းတွေနဲ့ပတ်သက်ပြီးတော့မှ G2 မှာလည်းပဲကလေးတို့တည်ထားခဲ့ပြီးပြီဆိုတော့ဆရာမတို့ဒီအခန်း1ကိုမြင်မြန်လေးတွားလိုက်ပါမယ်နံပါတ်1က postcard ဘယ်နှခုရှိတယ်လဲအဲ့တော့ဒီမှာ postcard တွေရှိတယ်အဲ့ဒီ postcard တွေဘယ်နှခုရှိတယ်လဲပေါ့နော်အဲ့တော့ဆရာမတို့ဒီလိုတန်းစင်းစီရည်ရင်လည်းရတယ်ဒီလိုမျိုးရည်ပြီးတော့ပေါင်းရင်လည်းရတယ်ဒါပေမဲ့ဆရာမတို့တစ်ခါလေးရည်မယ်ဒီမှာဒီ postcard က100ခုရှိတာ100ခုရှိတာဆိုတော့100 200 300 400 500 600 900 800 900 1000ဟုတ်လား1000ရပါတော့1000 1100 1200 1300 1400 1500 1600 1900 1800 1900 2000 2100 2200 2300ဒီထိမှာ2000နဲ့300 10 20 30 40 2340တင်းနဲ့345ဆိုတော့2340နဲ့5โอเคဒါဆိုရင်ဒါကိုဆရာမတို့ဒီတိုင်းလေးပဲရည်ကြည့်တာပါဒါဆိုရင်သူကဆရာမတို့ဘယ်လိုရည်ရမှာလဲဆိုတော့ကပ်ပြား1000ထုတ်ဘယ်နှထုတ်လုပ်နိုင်မလဲသူ့ကိုဆရာမတို့က1000အထုတ်ထုတ်မယ်ဘယ်နှထုတ်လုပ်နိုင်မလဲဆိုတော့100 200 300 400 500 600 900 800 900 1000ဆိုတဲ့ခါကျတော့ဒါက1000ထုတ်တစ်ထုတ်နော်ဒါတော့နောက်ထပ်တစ်ထုတ်ထုတ်လို့ရအောင်မလားကြည့်အောင်မယ်100 200 300 400 500 600 900 800 900 1000ဒါက1000ထုတ်တစ်ထုတ်ဆိုတော့1000ထုတ်နှစ်ထုတ်ရပြီနောက်ထပ်ထုတ်လို့ရသေးလားမရတော့ဘူးဟုတ်လားဒါဆိုရင်100အုပ်စုဘယ်နှစုလဲဆိုတော့10စု100အုပ်စု10စု100 200 300 400 500 600 900 800 900 1000 100အုပ်စု10ခု100အုပ်စု10ခုဒီ1000ဆိုတော့2000ရှိသွားပြီဒီမှာရော100အုပ်စု10ခုရှိသေးလားမရှိဘူးဆိုတော့ဆရာမတို့ကဒီဘက်မှာ1000လုံးလို့မရအောင်ဒါဆိုတော့ဒီမှာသူ့အုပ်စုလေးတွေခွဲလိုက်တဲ့အခါမှာ100အုပ်စု10စုကိုဒီထဲထည့်လိုက်တယ်100အုပ်စု10စုကိုဒီထဲထည့်လိုက်တယ်ဒါဆိုရင်2000 2000ရင်100 200 300 2300 40နဲ့1နဲ့3 4 5 40နဲ့5အဲ့ဒီခါကျတော့ဒီမှာ1000အုပ်စု2စုရှိလိမ့်ရင်သူ့ကို2000လို့ခေါ်တယ်1000စု2စုရှိရင်ဘယ်လောက်လို့ခေါ်ရလဲ2000လို့ခေါ်တယ်နောက်ပြီးတော့နောက်ကကျန်တဲ့300ဒါက40 5အဲ့ဆိုတော့2000နဲ့345ရှိလျင်2345 2345ဆိုပြီးတော့ခေါ်ပါတယ်တဲ့ရပြီနော်โอเคဒါဆိုရင်2345ကိုကိန်းနဲ့ရေးရအောင်တဲ့ကိန်းနဲ့ရေးမှာဆိုတော့1နဲ့3 4 5ဒါကကျွန်တော်တို့ပေါင်းလိုက်တော့ခုနေရာမှာ5ခုရှိတာ10နေရာမှာ10 20 30 40 40ရှိတာ45ရာနေရာမှာ100 200 300ဆိုတော့345ထောင်နေရာမှာ1000 2000ဆိုတော့2000ကဲသူ့ကိုကိန်းနဲ့ရေးလိုက်တာ2345စာနဲ့ရေးတော့2345ဒါကစာနဲ့ရေးတယ်ဒါကကိန်းနဲ့ရေးတယ်ပြပြီနော်အဲ့တော့2345တွင်နှစ်ဒီနှစ်ကဘယ်နေရာမှာရှိမှလဲဆိုတော့ထောင်နေရာတွင်ရှိပြီး2000ကိုကိုစားပြုတယ်သူက2000အဲ့ဆိုဆရာမတို့သိရမှာဒီခု10ရာထောင်2345ရပြီနော်နောက်တစ်ခုနံပါတ်1က9499ပါတော့ကိန်းကိုရေးပြီးဖတ်ပါဆိုတော့သူကဒီ9499ကိုဖတ်ပဲဖတ်ခိုင်းတာပေါ့နော်ရေးပြီးတော့မှဖတ်ခိုင်းတာအဲ့တော့ကျွန်တော်တို့သူ့ကိုရေးပါမယ်အဲ့တော့9499ခုပါတော့ကိန်းကိုရေးပြီးဖတ်ပါဆိုတော့9499ဆိုရင်မှကလေးတော့ရေးလိုက်ရေးပြီးတော့မှသူညီမြချင်းနဲ့ပဲရေးဒီတိုင်းပဲရေး9499ဆိုပြီးတော့ကိန်းနဲ့ရေးလိုက်ပြီးတော့မှဖတ်လိုက်မယ်9499โอเคကိန်းတွေကိုဖတ်ပါသူကဖတ်ပဲဖတ်ခိုင်းတာနံပါတ်2ကကြတော့ဒါပေမဲ့ဆရာမသူ့ကိုကိန်းတွေကိုဖတ်တာမျိုးပဲမဟုတ်ဘဲနဲ့သူ့ကိုရေးခိုင်းပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီကိန်းတွေကိုဘာနဲ့ရေးမှလဲဆိုစာနဲ့ရေးမယ်ဖတ်တာကတော့ဖတ်တတ်မှာပေါ့နော်အဲ့တော့ဖတ်ကြည့်အောင်ခု10ရာထောင်6919ခု10ရာထောင်1852ခု10ရာထောင်4291ခု10ရာထောင်3866ဟုတ်ပြီအဲ့တော့ဆရာမတို့သူ့ကိုစာနဲ့ရေးကြည့်ရအောင်6000ဆိုတော့ဒီပုံစံနဲ့ရေးလည်းရတယ်နော်ဒီပုံစံနဲ့ဥပမာ6000ဆိုပြီးရေးလည်းရတယ်တကယ်လို့ကလေးတို့အနေနဲ့ရတယ်ဆိုရင်ဒီလိုရေးလိုက်6000 900 19
ဟုတ်ပြီနော်တကယ်လို့ကလေးတို့အနေနဲ့ဒီလိုမျိုးပုံစံပေါ့နော်6,900ဒီလိုဆရာမဒီလိုရေးခိုင်းနေဆိုလည်းရေးလို့ရတယ်ဒီလိုမျိုးပုံစံရေးခိုင်းရင်လည်းရေးပါပေါ့နော်နောက်တစ်ခုက1850နောက်တစ်ခု4291 3866 3866ဒါဆိုရင်ဆမ်မရာနံပါတ်3ကိုသွားမယ်ကိန်းနဲ့ရေးပါကကြီးမှာ2931 2000ဆိုတော့2000 900ဆိုတော့930 31နောက်ခု1000ထောင်2931 8000ဆိုတော့8564စစ်ကြည့်မယ်ခု1000ထောင်8564နောက်နံပါတ်1ဇယားမှာပြထားတဲ့ဂိမ်းကိုဖတ်ပြီးရေးရအောင်ဆိုတော့ဆရာမဒီမှာခု1000ထောင်ရှိတယ်ထောင်ထိဂိမ်းတွေရှိတယ်ဆိုတော့ခုမှာကကျင်းနဲ့3လေးဆိုတော့4ခု10မှာက10 20ဆိုတော့20ရနေရမှာမရှိတော့3ညထည့်ရမယ်နော်မရှိလို့ရှိရင်3ညထည့်ရမယ်ပြီးတော့မှ100နဲ့1000 2000 3000ဆိုတော့1000အုပ်စု3စုက3000နဲ့24ရပြီနော်3000နဲ့24ဒီလိုမျိုးဘာမှမရှိလို့ရှိရင်ကျွန်တော်တို့က3ညထည့်မယ်3ညပါလာတဲ့ဂိမ်းဆိုရင်ဒီမှာဘာမှရေးစရာမလိုဆိုတော့ဒီဘက်က4 5 6ခွန်လေးကျင်ခံသွားပါမယ်โอเค9608ခုနဲ့ဖွဲ့စည်းထားတဲ့ဂိမ်းကိုရေးပါဆိုတော့9608ရပြီနော်ဘာကြောင့်လဲဆိုတော့10နေရာမှာသူကမရှိဘူးအဲ့တော့ကျွန်တော်တို့ကနောက်ကနေစစ်ကြည့်မယ်ခုနေရာက8ခုပြီးနေမှာ10လာမယ်10နေရာမှာကကင်းရမရှိဘူးမရှိတော့10နေရာကို3ညထည့်မယ်ရလာမယ်ထောင်လာမယ်ဆိုတော့ခု10ရာထောင်9608ခု10နေရာမှာမရှိတော့10နေရာမှာ3ညထည့်မယ်ရပြီနော်အဲ့တော့9608ခုဒီ9608ကိန်းနဲ့ရေးမယ်နံပါတ်5ကကိန်းနဲ့ရေးပါမယ်ဆိုတော့ကိန်းနဲ့ရေးတဲ့အခါမှာဒီစာကိုကူးပြီးတော့မှညီမျှချင်းဒီလိုရေးရင်လည်းရေးဒါကလေးတို့ရဲ့အကြောင်းမှဘယ်လိုတင်တယ်လဲပေါ့နော်ဒါမှမဟုတ်ဒီစာကိုရေးပြီးတော့ဒီအောက်ကနေရေးရင်လည်းရေးဟုတ်လားဆိုတော့9053 3ဆိုတာကခု50က10ရာရှိလားရာမရှိဘူးမရှိတော့ဒီရာနေရာမှာဗာထည့်မယ်3ညထည့်မယ်ပြီးတော့မှ9053ဆရာမတော့အဲ့လိုလေးတင်ပါတယ်မရှိတဲ့နေရာလေးကိုမှတ်ပြီးတော့မှနောက်ကနေစလိုက်တယ်ခု10ရာထောင်ရာနေရာမှာမရှိဘူးဆိုတဲ့ခါကျ3ညထည့်လိုက်မယ်ဒါဆိုရင်9053 8006โอเค6ဒီခုရေးလိုက်မယ်6 10ရှိလား10လည်းမရှိဘူးရာလည်းမရှိဘူးခု10ရာခု10ရာထောင်ဆိုတော့10ရာ6 8000နဲ့6ရပြီနော်နောက်တစ်ခု9010ဆိုတော့10ရှိတယ်ဒီမှာခုမရှိဘူးဆိုတော့ခုနေရာမှာ3ညခု10ရာ10ရာရှိလားရာလည်းမရှိဘူးဆိုတော့ရာနေရာမှာ3ညပြီးလို့ရှိရင်ငါခု10ရာထောင်အစင်လိုက်ရေးလိုက်တော့9000နဲ့10ရပြီနော်နောက်တစ်ခုက9900အဲ့တော့သူ့ကိုလည်းပဲကလေးတို့ကရရင်9900ဆိုပြီးရေးလိုက်ရတယ်sorry 2900တခါတည်းရေးလိုက်တကယ်လို့မသိဘူးဆိုလို့ရှိရင်ခုကိုရှာခုမရှိတော့ခုနေရာမှာ3ည10ကိုရှာ10မရှိတော့10နေရာမှာ3ညပြီးတော့မှရာဒီ900ထောင်က2900ကိုကရတယ်ဆိုရင်2900တချို့ရတဲ့ကလေးကတခါတည်းရေးလိုက်2900မရရင်ကြိတ်လိုက်ပေါ့နော်ခု10ကိုကြည့်ခုနေရာမှာမရှိရင်ခုနေရာ3ည10မရှိရင်10နေရာ3ညရာက900ပြီးတော့ထောင်က2000နံပါတ်6ကကိန်းတွေကိုဖတ်ပါအဲ့တော့သူကကလေးတွေကိုဖတ်စီချင်တာဒါပေမဲ့ဆရာမဒီမှာဘာလုပ်ခိုင်းပါလဲဆိုတော့ရေးခိုင်းပါပါအဲ့တော့ဆရာမစာတင်တဲ့ဒီဆရာမကျရှင်ကကလေးတွေဆိုလို့ရှိရင်ဆရာမရေးခိုင်းပါတယ်အဲ့တော့ခု10ရာထောင်ဆိုတော့ကျွန်တော်စပြီးတော့ရေးမယ်ခု10ရာထောင်1000
900 900 1900 Okay ရပြီတော့တခုခု10ရာထောင်4000မသိလို့ရှိရင်အဲ့လိုဒါရှိ4000ပြီးရင်ပါလာမလဲရ800 4800ဒါပြီနော်နောက်တစ်ခုက6000ခု10ရာထောင်ဆိုတော့6000 3000ရပြီနောက်တစ်ခု900နှစ် sorry ခု10ရာထောင်ဆိုတော့9000 နှစ်ဟုတ်လား9000နှစ်အဲ့တော့ရည်ကြည့်ခု10ရာထောင်9000ပြီးတော့နှစ်ကဲသူ့ကိုစာနဲ့ဆံမလို့စပြီးတော့ရေးပါမယ်စာနဲ့ရေးတဲ့အခါမှာဒီခု10ရာထောင်ဆိုတော့9000 100 83ညပြီနော်9183ခု10ရာထောင်9000 10နေရာမှာမရှိတော့10ကိုရေးစရာမလိုတော့ခု10ရာထောင်ရမရှိတော့ရမရေးရအောင်3000 92နောက်တစ်ခုခု10ရာထောင်4000 9ရပြီနော် Okay နောက်နံပါတ်3ကိုဆက်သွားပါမယ်စာမျက်နှာ3ရဲ့နံပါတ်3ကိုရောက်သွားပြီ2500ကဘာကိန်းဖြစ်မလဲ2500ဆိုတော့100ဒီဘယ်နှခါလဲဆိုတော့25ခါ100 200 300 400 500 600 900 800 900 1000ပေါ့နော်1100 1200 1300 1400 1500 1600 1900 1800 1900 2000 2100 2200 2300 2400 2500 Okay ဆရာမတို့ကအဲ့ဒီ2500ကဘာကိန်းလဲဆိုတာကိုအခုစဉ်းစားမယ်စဉ်းစားတဲ့ခါကျတော့100အုပ်စု100အုပ်စု1စု2စု3စု4စု5စု6စု9စု10စု9စု10စု10စုဆိုတော့ဒီထိပါနော်အဲ့ဒီ10စုကကြတော့100အုပ်စု10စုဒီ1000ဟုတ်လားဒါဆိုဆမ်ဘောတို့ဒီမှာ1000ရှိသွားပြီ100အုပ်စုနောက်ထပ်1စုလုံးလို့ရသေးလားကြည့်ကြည့်မယ်1 2 3 4 5 6 9 10 10ဒီကနေဒီထိက10စုโอเค100အုပ်စု10စုဒါကလည်း1000ဒါကလည်း1000ဆိုတော့2000နောက်ထပ်1000 100အုပ်စု10စု1000လုံးလို့ရလားဆိုပြီးကြည့်လိုက်တော့5စုပဲရှိတယ်ဆိုတော့1000က2000နဲ့500ဆိုဒီမှာညမြချင်းဒါဒီဘယ်လောက်လဲဆိုတော့2000နဲ့500 2500ဆိုတာ2000နဲ့500ဒါပါပြီလားဒါပါပြီနော်2500ဆိုတာဒီလိုမျိုးပဲမှတ်ထားလိုက်500လို့မှတ်ထားလိုက်ရှေ့က2000နဲ့500 2500ဒီ2000နဲ့500 Okay 3000နဲ့200ကဘယ်နေရာရှိတယ်လဲဒါက3000ဒါက200 3000နဲ့200ကဘယ်နေရာလဲဒါကတော့200ပေါ့နော်ဒါသိပြီးသား200ရှိတယ်ဒါကကြတော့ဒါ1000အုပ်စု1000အုပ်စု1စု2စု3စုအဲ့ဒီ1000အုပ်စု1စုမှာ100အုပ်စု10စုရှိတယ်1000အုပ်စု1စုမှာ100အုပ်စု10စုရှိတယ်1000အုပ်စု1စုမှာ100အုပ်စု10စုရှိတယ်10ဆိုတော့10 20 30ရှိတယ်100အုပ်စု30စု100အုပ်စု2စုဆိုတော့30နဲ့200ရှိတယ်ကျွန်တော်တို့ဒီ3ညနှလုံးလေးကိုဖယ်ပြီးတော့ရာဆိုပြီးရေးလိုက်ရင်လည်းရတယ်ဒါအလွယ်မှတ်မယ်ဆိုလို့ရှိရင်ရာဆိုတာက100ဆိုတာနောက်က3ညနှလုံးအဲ့ဒီ3ညနှလုံးကိုပေါင်းထည့်3ညနှလုံးကိုဖြုတ်ဒါလေးပဲမှတ်ရမယ်တော့ပေါ့တယ်လားဒါလေးနားလဲလွယ်တဲ့ကလေးတွေကတော့ရသွားမယ်ပေါ့နော်နားလဲမလွယ်ဘူးဆိုလို့ရှိရင်တော့ကလေးတို့ကဒီလိုတွေဒါလုတ်ပြီးတော့မှလုတ်နေလဲကြားပါတယ်100ဆိုတာဒီတစ်နောက်မှာ3ညနှလုံးဆိုတော့30နဲ့3200ဘယ်နေရာလဲဆို3200 2500ဘယ်လောက်လဲဆို3ညနှလုံးပေါင်းထည့်2500ဒီမှာ3ညနှလုံးဖြုတ်ဒီမှာ3ညနှလုံးပေါင်းထည့်အဲ့ဒီ3ညနှလုံးနဲ့ပဲဆက်တော့တွားမှာရပြီနော်အဲ့တော့ဆက်တော့ဒီနံပါတ်8ကိုတွားမယ်ကိန်းတော့မဟုတ်စာနဲ့ရေးပါကကြီးက6800ကဘာကိန်းလဲဆမခုနပြောပြီး100မှာ3ညနှလုံးပါတော့ဒီ3ညနှလုံးကိုထည့်မယ်3ညနှလုံးကိုဖြုတ်မယ်6800ကဘာကိန်းလဲဆိုတော့6000နဲ့900ပေါ့ဟုတ်လား
အဲ့တော့ကျွန်တော်စာရေးတဲ့အခါမှာ69ရာက6000နဲ့900ဖြစ်သည်ရာဆိုတာက3ညနှလုံးဒီလိုလေးပဲမှတ်လိုက်တော့လွယ်သွားရောဟုတ်လား59ရာကဘာကိန်းလဲဆိုတော့59ရာက9900ပေါ့3ညနှလုံးထက်9900ဖြစ်သည်ရာဆိုကြတဲ့ဆရာမတို့ထက်ရမှာက3ညနှလုံးပဲ4800ကဘယ်နှရာလဲလို့မေးရင်4800က48 3ညနှလုံးဖြုတ်48ရာဖြစ်တယ်အဲ့ဒီက3ညနှလုံးဖြုတ်ခြင်းပေါင်းခြင်းလေးပဲလုပ်လိုက်လို့ရှိရင်ရသွားပါတယ်ဟုတ်ပြီနော်9000ကဘယ်နှရာလဲ3ညနှလုံးကိုဖြုတ်9000က90ရာပေါ့90ရာဖြစ်တယ်နားလည်လား9000က90ရာဖြစ်တယ်ဒါလေးပဲအဲ့တော့ကလေးတို့အနေနဲ့9000ဆိုရင်100အုပ်စု10စု10စု10စုတွေလုံနေလို့ရှိရင်တော့ကြာတာပေါ့နော်အဲ့တော့တကယ်လို့ဒါလေးကိုနားလဲတယ်ဆိုလို့ရှိရင်လည်းဆရာမကို comment မှာပြောပြလို့ရပါတယ်ဆရာမကို follow လုပ်ချင် TikTok မှာလည်းလုပ်ထားလို့ရပါတယ်ရှင်အဲ့မှာတော့စာမေးလို့ရတာပေါ့နော်ကလေးတို့အနေနဲ့ဒီမှာကလေးမိဘတွေလည်းရှိကောင်းရှိမယ်အဲ့တော့ဆရာမတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဆရာမကတအားတော်လို့လည်းဒီလိုမျိုးလုပ်နေတာတော့မဟုတ်ပါဘူးကိုတိတာလေးကိုဖြန့်ဝေခြင်းပဲဖြစ်ပါတယ်အဲ့တော့ဘယ်သူပဲကြည့်ပေါ့နော်တစုံတရာအကျိုးရှိသွားတယ်ဆိုဆရာမအတွက်အများကြီးဝမ်းသာစရာဖြစ်ပါတယ်ဒါကြောင့်မလို့ TikTok မှာလည်းဆရာမ follow လုပ်ထားပြီးတော့မှမေးစရာရှိရင်မေးလို့ရပါတယ်ရှင်နောက်တစ်ခုက1000ကျက်တန်10ရွက်ရှိတယ်ဆရာမတို့ခုန1000ထိကြည့်ပြီးသွားပြီ100အုပ်စု10စုက1000သဘောပေါက်တယ်နော်100ဆိုပြီးတော့100အုပ်စု10စုက1000 Okay နောက်ခါကျွန်တော်တို့ဆက်ပြီးသွားတော့မယ်1000အုပ်စု10စုပြောချင်တာက1000ကျက်တန်10ရွက်ကိုစီမှာ1000ကျက်တန်10ရွက်ရှိတယ်ဆိုရင်အားလုံးပေါင်းတန်ဖိုးဘယ်လောက်ရှိတယ်လဲဆိုတော့1000 2000 3000 4000 5000 6000 9000 8000 9000 10000ပေါ့10000ဆိုပြီးတော့မှမရှိပါဘူးအဲ့တော့10000ဆိုလို့ရှိရင်သူက1000ကျက်ဖြစ်တယ်ပေါ့နော်ခု10ရာ1000 1000ဖြစ်သွားပြီ1000အုပ်စု10စုဆိုရင်3ညတစ်လုံးထပ်တိုးလိုက်10စုဖြစ်လာတဲ့အတွက်ကြောင့်1000လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ခုဘယ်ထိရောက်လာပြီလဲဆိုခု10ရာ1000ချိခုနကတင်လာတာ1000အုပ်စု10စုဆိုရင်1000ဆိုပြီးတော့တည်သွားပြီခု10ရာ1000ခု10ရာ1000ဟုတ်ပြီနော်ခုအုပ်စု10စုဆိုရင်10အုပ်စု10စုဆိုရင်ရာ100အုပ်စု10စုဆိုရင်1000အုပ်စု10စုဆိုရင်1000ရပြီနော်အဲ့တော့1000အုပ်စု10စုကို1000လို့ဖတ်ပါတယ်โอเคဒါဆိုရင်ဆရာမတို့နံပါတ်9ကိန်းမြင့်ကိုသွားမယ်ကိန်းမြင့်3ပြီးအောက်ကမေခွန်းတွေကိုဖြည့်ပါဆိုတော့ဒီမှာမေခွန်းကကြည့်ရတယ်ငါထိရှိတယ်ကဲဟုတ်ပြီသူ့ကိုဖြည့်ကြည့်ရအောင်1000အောက်နော်ဒါက1000ခု10ရာ1000 1000အောက်တိရော့တဲ့ဂိမ်းကဘာလဲတဲ့1000အောက်ကိုတိရော့တဲ့ဂိမ်းဒါဆိုဆရာမတို့ဒီမှာကြည့်လိုက်ဒါက1000 1000 2000 3000 4000 5000 6000 9000 8000 9000 1000မှာတိရော့မှာဆရာမတို့ကဒါကကျတော့ဘယ်လောက်လဲဆိုရင်ဒါက100 200 300 400 500 600 900 800 900 1000ဒါဒီ1100 1200 1300 1400 1500အဲ့လိုဆက်သွားတာအဲ့လိုဆက်သွားတဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီကိန်းမြင်းကနေတော့သူ့ကိုရှာလို့မရဘူးဒါကြောင့်မလို့ဒီနန်းလေးဒါကဘယ်လောက်လဲဆိုတော့9000ဒါကကျတော့1000 9000နဲ့1000ကြားထဲမှာ100အုပ်စု10စုရှိတယ်9100 9200 9300 9400 9500 9600 9800 9900 1000 9900နဲ့1000ကြားဒီတစ်စိတ်ကလေးကိုဒီမှာပြန်ချဲ့ပြီးတော့ပြထားတယ်ဘယ်ပေါ့လား9900နဲ့1000ဒီနန်းလေးမှာရှိတဲ့9000နဲ့900ဒါက1000 9900နဲ့1000ကြားဒီ9900နဲ့1000ကြားကိုအဲ့ဒီကအစိတ်ကလေးတသေးလေးကိုဒီမှာချဲ့ပြီးတော့ပြပေးထားတယ်ဒါဆိုရင်9900နဲ့ဆရာမတို့1000ကြားမှာဒါက9900နဲ့50ဒါက9900ဒါက50 9900 9900နဲ့50ဒါက1000ဒါဆိုဒီတစ်စိတ်ဒီဘယ်လောက်လဲဆိုတော့100ပေါ့ဟုတ်လား9900ရဲ့ဒါက1000ရဲ့ဆိုတော့ဒီတစ်စိတ်ဒီ100ဒီ100ထဲမှာဒါက10အုပ်စုတစု10ဆရာမရှင်းအောင်ပြောလိုက်မယ်နော်20ဒီနေရာလေးက G3 ကလေးတွေမရပါဘူးနော်40ဟာလေနော်အဲ့တော့ဆရာမတို့ဒါဒီသူဘယ်လောက်နဲ့ပြထားလဲဆိုဒါက50ဆိုတော့ခဏလေးပါဒါက10ဒါမဟုတ်ပါဘူးအဲ့တော့ဆရာမနည်းနည်းလေးဖြတ်လိုက်မယ်နော်10ဒါက20
30 40ဒီမှာ50ဒါကကြတော့60 90 80 90ဒီမှာ100ဒါဆိုရင်9910 9920 9930 9940 9950 9960 9980 9980 9990တတအဲ့ဆိုဒီအစိတ်ကလေးဒီတစ်စိတ်သေးလေးကိုဆရာမတို့ချဲ့လိုက်တော့ဒီလိုရတယ်ရပြီနော်ဒါဆိုရင်သူက1000အောက်ကိုတိရော့တဲ့ဂိမ်းတဲ့1000အောက်ကိုတိရော့ကြည့်လိုက်ဒါ1000မလားတိရော့တော့ဒီနန်းလေးတစ်စိတ်ကလေးရော့မယ်တစ်စိတ်ကလေးရော့တော့ဒီနန်းလေးโอเคဒီနန်းလေးကဂိမ်းကဘယ်ဂိမ်းဖြစ်မလဲဆရာမတို့စဉ်းစားကြည့်မယ်နော်9900နဲ့10 20 30 40 50 60 90 80 90ဒါက1 91 92 93 94 95 96 99 98 99ပေါ့ဟုတ်တယ်လားတဘောပေါက်တယ်လားတစ်ကလေးပဲရော့မှာဆိုတော့အဲ့တော့ကလေးတို့အနေနဲ့စာပြန်ရေးမယ်ဆိုလို့ရှိရင်1000အောက်တစ်ရော့တဲ့ဂိမ်းညီမျှချင်း1000အောက်တစ်ရော့တဲ့ဂိမ်းညီမျှချင်းဘယ်လောက်လဲ9900ဒီမှာ9900ဒီဘက်ကိုသွားလိုက်တော့90ဒီထိက9999ဖြစ်သည်တော့ပေါ့လားအဲ့တော့ဆရာမအဖြစ်အရှိကိုမရေးပြတော့ပါဘူးကလေးတို့အနေနဲ့ဒီလောက်ဆိုရင်ကိုယ့်ဟာနဲ့ကိုမိကုန်းကောက်လိုက်1000အောက်တိရော့တဲ့ဂိမ်းမှာ9999ဖြစ်သည်ဒါပြီနော်နောက်ခါကွေ1000အောက်10ရော့တဲ့ဂိမ်း10တည်းကဒီမှာရော့လို့မရလို့သူ့ကိုချဲ့လိုက်တာဆရာမတို့10ရော့တယ်ဆိုတော့ကြည့်မယ်နော်9900 10 20 30 40 50 60 80 90 10ရော့တယ်ဆိုတော့ဒါ10ပေါ့90နဲ့ဒီမှာ100ချာဒီဘက်က100ချာ10ရော့မယ်ဒါလေးရော့မယ်ဒါလေးရော့မယ်ဆိုဒီထိပေါ့ဒီဘက်ကိုနှုတ်ပလိုက်တော့မယ်ဖယ်လိုက်တော့မယ်ဒါဆိုရင်ဆရာမတို့ဖတ်ကြည့်မယ်ဖတ်ကြည့်တော့9900 10 20 30 40 50 9960 9980 9980 9990ဒါဆိုရင်1000အောက်10ရော့တဲ့ဂိမ်းက9990ဖြစ်တယ်နောက်တစ်ခု1000အောက်1000က9000ထက်ဘယ်လောက်ကြီးတယ်လဲတဲ့ဒါဆိုရင်တော့ဒါကိုကြည့်လို့မရတော့ဆရာမတို့ဒီမှာကြည့်ရင်ရပြီဒါက9000ဒါက1000 9000နဲ့1000နဲ့သူဒီဘယ်လောက်ပို့ကြီးတာလဲဒီကြားထဲဒီဘယ်လောက်လို့ဆရာမပြောရလဲခုနကဒါဒီ1000 2000 3000 4000 5000 6000 9000 8000 9000 1000ဒါဆိုရင်ဒါဒီ1000မလားဒါဆိုဘယ်လောက်กว่าတာလဲဘယ်လောက်ပို့ကြီးတာလဲ1000ပို့ကြီးတာပေါ့90ရာ1000 1000အပေါ်ကကွက်လက်တွေကိုဖြည့်ပါခါကြီးကဒီကွက်လက်တွေကိုဖြည့်မယ်โอเคဒါက1000 1100ဒါခုနဆရာမ100လို့ပြောပြီးပြီနော်တစ်စိတ်ဒီ100 1100 1200 1300 1400 1000နဲ့900ပေါ့ဒါက1500ဒီမှာလာမယ်ဒါ4000 4000နဲ့100 200 300 400ဒါက4400ပေါ့ပြီးတော့ဒီဘက်ကိုလာမယ်9000 9000နဲ့8000ကြားထဲမှာရှိတယ်9100 200 300 400 500 600 900 800 900 9000နဲ့900ပေါ့ဒါလေလားပြီးတော့ကျွန်တော်ဒီမှာဖြည့်ပြီးဒီမှာရှိသေးတယ်ဒါက9000နဲ့900ဒါက10ဒါက20ဟုတ်လားပြီးတော့သူက30 10နဲ့20ကြားထဲကဒီတစ်စိတ်ဒီဘယ်လောက်လဲဆိုတော့1ဒါဒီတစ်စိတ်ဒီ1ဒါကတစ်စိတ်က2ဆိုတော့9900နဲ့10 20 21 22အဲဆိုတာက9920နဲ့2ဒါပေါ့လားကဲဆက်သွားဒါက9950 9960 9980ဒါက80 80နဲ့80ကြားတဲ့ဒီတစ်စိတ်ဒီ1နဲ့3 4 5ဆိုတော့9981 82 83 84 85 86 89 88ဆိုတော့9988တော့ပေါ့တလားနည်းနည်းလေးတော့ခက်ပါတယ်နော်တော့နည်းနည်းလေးထက်တောင်တော့ပို့ပြီးတော့ခက်ပါတယ်နော်အဲ့တော့နောက်တစ်ခုတကယ်လို့ဒါကလေးတို့နားမလဲဘူးဆိုလို့ရှိရင်လည်းနားမလဲတဲ့နေရာကိုမေးပါတစ်ခါထပ်ပြီးတော့နားထောင်ကြည့်ပါနော်နည်းနည်းလေးတော့ခက်ပါတယ်ဒီအစိတ်ဒီအပိုင်းလေးကိုကလေးတွေကိုသင်ရတာအတော်လေးသတိထားရတယ်ပေါ့နော်အခု10ရာ1000တောင်း1000မှာဘယ်နေရာရှိတယ်လဲဆရာမခုနပြောသလိုပဲကဲထုတ်လိုက်တော့100ရာပေါ့1000မှာ100ရာရှိတယ်100ဘယ်နှခုလဲဆိုတော့100ခုရှိတယ်ဒါ100မလားရည်သွားလိုက်100တွေ100ခါလာလိမ့်မယ်100ရာရှိတယ်နော်ဘောပေါက်ပြီနော်ခုန3ညနှလုံးလေးနဲ့လှုပ်သွားမယ်ဆိုတော့ရပါတယ်
ခွက်လက်ထဲမှာတင်ငေတာပိုကြီးတာပုံငယ်တာပေါ့နော်ကဲဒါဆိုရင်ဒီမှာဆမတို့နိုင်ရှင်တယ်ဆိုလို့ရှိရင်9ရက်နိုင်ရှင်โอเคရပြီတူတယ်ဆိုတော့ကြီးတာငယ်တာလုံးလို့မရအောင်8ရက်ကြီးလိုက်မယ်800သူတို့ကလည်းတူတော့ကြီးတာငယ်တာလုံးလို့မရအောင်ဒီမှာ2ဒီမှာ4 29 45ကဲဒီဘက်ကပိုကြီးတယ်ကြီးတဲ့ဘက်ကိုဟထားလိုက်ဟုတ်ပြီနော်ဟထားလိုက်မယ်ဒီမှာလည်းပဲခု10ရာထောင်ဆိုတော့9000ဒီဘက်က9000တူတယ်ရှင်လို့မရအောင်9000တူတယ်ရှင်လို့မရအောင်ဒီဘက်က9ဒီဘက်က3ညဆိုဒါလေးကကြီးတာပေါ့ညာပြီနော်17ကကိန်းတွေကိုအောက်မှာပြထားတဲ့အစင်အတိုင်းရွတ်ခိုင်းတာသူကရေးစရာမလိုတကယ်လို့ဆရာမတော်ရွတ်တော်မယ်ဆိုရင်8000 8100 8200 8300 8400 8500 8600 8900 8800 8900 9000 9100 9200 9300 9400 9500 9600ဒီလိုမျိုးရွတ်သွားတာ9900 9800 9900 1000ဆိုပြီးတော့အဲ့လိုမျိုးဒီ1000ထိရအောင်ရွတ်လိုက်တာပဲဟုတ်ပြီနော်ဒါကကြတော့လေ9800 9800နဲ့10 9800နဲ့20 9800နဲ့30 9800နဲ့40 9800နဲ့50 9800နဲ့60 9800 90 9800 80 9800 90 9000နဲ့900ဒီလိုမျိုးဆက်ရွတ်သွားတာပဲနော်ရေးခိုင်းတာမဟုတ်ဘူးဒီလောက်ရွတ်တဲ့ရသွားပြီโอเคအဲ့တော့နည်းနည်းလေးဆက်သွားရအောင်ဘောလုံးပွဲတစ်ပွဲအတွက်လက်မှတ်ကြီးကိုအောက်မှာပြထားတဲ့အတိုင်းပြင်ဆင်ထားတယ်လက်မှတ်အားလုံးဘယ်နှဆောင်ရှိတယ်လဲဒါက1000မလားကလေးတို့ကြည့်လိုက်ခု10ရာ1000 1000 2000 3000 4000 5000 6000 8000 9000 10000 1000အုပ်စု10စုဆိုရင်သူ့ကိုဘယ်လောက်ဖတ်လဲ1000လို့ဖတ်တယ်ဟုတ်လား1000ဒါကလည်း1000အုပ်စု1စု2စု3စု4စု5စု6စု9စု10စု9စု10စုဆိုတော့သူကလည်း1000 1000ဆိုတော့သူဘယ်လောက်ရှိသွားပြီလဲ2000ရှိသွားပြီ2000ရဲ့ဒါက1နဲ့3 4000ရဲ့ဒါက1နဲ့3 300ဒါကကြတော့10သူက1နဲ့3 4 5 6ဆိုတော့6ဆိုတော့သူ့ကိုဆရာမတော်ကဘယ်နဲ့ဒီလက်မှတ်ဘယ်လောက်ရှိလဲဆိုတော့ခု10ရာ6000 2000 4316ဟုတ်လားဒါဆိုရင်ဒီမှာ तू ကဘာရှင်းပြထားလဲဆို1000အုပ်စု2စု1000ဒါက1000အုပ်စု1စုဒါက1000အုပ်စု1စု1000အုပ်စု2စုရှိသွားတော့သူ့ကို2000လို့ဖတ်ပါမယ်တဲ့ရေးလို့ရှိရင်ခု10ရာ6000 2000ဆိုပြီးတော့ရေးတယ်2000နဲ့4316ကိုဆရာမတို့ရေးစာနဲ့ရေးတဲ့အခါမှာ24316ဆိုပြီးတော့စာနဲ့ရေးတယ်ဒါဒီမှာရှိတယ်လက်မှတ်အရေးအချက်โอเคဒီ24316ကိုဆရာမတို့ရေးကြည့်အောင်ကိန်းနဲ့ရေးကြည့်မယ်ကိန်းငယ်တွေမှာရေးတဲ့အတိုင်းရေးလို့ရနိုင်မလားတဲ့တော်ကြည့်လိုက်ခုမှာ1 2 3 4 5 6ခုရှိတယ်10က10ရာက1နဲ့3 300ထောင်က1နဲ့3 4 4000တောင်းက2000ကဲဒါစုဖတ်ကြည့်အောင်24316ဆိုတော့24316ကိုကိန်းနဲ့ရေးရင်24316အဲ့ဒီမှာနှစ်ဆိုတာဒီတောင်းနေရသူရဲ့နေရာလိုက်တန်ဖို့ကတောင်းဆိုတော့2000ကိုကိုစားပြုတယ်24316ရပြီနော်24316โอเคနောက်စနစ်ကိုဖတ်မယ်ဇယားမှာပြထားတဲ့ကိန်းကိုဖတ်ပြီးရေးပါဆိုတော့ဇယားမှာဗာပြထားလဲဆိုတော့ကျွန်တော်တို့ခုနေရကြည့်လိုက်3ညခုက3ည10က1နဲ့3 4 5 6 9 10 90ရာနေရာမှာမရှိလို့ရှိရင်3ညထောင်က1000 2000 3000 4000 5000 6000 9000 တောင်းက1000 2000 3000 4000ဆို4000တို့ဖတ်ကြည့်လိုက်ခု10ရာ1000 4000 9000 90ဟုတ်လား4000 9000 90โอเคကိန်းတွေကိုရေးပြီးဖတ်ပါကဲရေးမယ်ဖတ်မယ်အဲ့တော့ကိန်းတွေကိုရေးပြီးဖတ်ပါကကြီးက99,523ဆိုတော့99,523တခါလေးရေးလိုက်ရုံပဲကိုယ့်အနေနဲ့ခု10ရာထောင်တောင်းသူအစင်လိုက်ရှိလို့ရှိရင်တခါလေးရေးပလိုက်အစင်လိုက်မရှိတဲ့ကိန်းဒါမျိုးဆိုရင်ကျတော့စဉ်းစားရလိမ့်မယ်8400အဲ့တော့ကလေးတို့အနေနဲ့ခုနလိုပြောရင်ဆရာမခုရှိလား10ရှိလားမရှိဘူးခု10နေရာမှာ3ညနေထဲလိုက်ခု10ရာ400အဲ့ဒါမှ400မှန်သွားပြီနော်ထောင်ရှိလားထောင်မရှိဘူးထောင်ဆိုတော့ထောင်ကလည်း3ည8 8000နဲ့400
ရပြီနော်ကိုကရတယ်ဆိုရင်တော့ရေးပလိုက်ဒါရတဲ့ကလေးကတော့ရတယ်လွယ်လွယ်လေးရသွားတာမရဘူးဆိုရင်ကြတော့ဒီလိုမျိုးလေးရေးကိန်းနဲ့ရေးပါကိန်းနဲ့ရေးမယ်နံပါတ်14 96,259ဆိုတော့နောက်ဆုံးကခုကို10 5ရာ200 ထောင်6,000တောင်း9,000 96,259နောက်တစ်ခု4,032နှစ်ကခုဆိုတော့ခုနေရာရေးလိုက်မယ်10 3ရာရှိလားမရှိဘူးထောင်ရှိလားမရှိဘူးတောင်းရှိလားရှိတယ်4,000နဲ့32ရပြီလားနောက်ကငယ်3,800ရတဲ့ကလေးကရေးလိုက်3,800မရလို့ရှိရင်ခု10မရှိဘူးအစင်းလိုက်သွားတာခု10ရာခု10ရဲ့အတွက်3ညရာက800ထောင်မရှိဘူးတောင်းက3တော့ပေါ့လားတချို့ကလေးတွေက3,800ဆို38ဆိုပြီးတော့ရေးလာသူတို့ကအဲ့ဒီနေရာလိုက်တန်မိုးတွေကိုနားမလဲဘူးအဲ့ခါကျတော့ဆရာမကကျတော့လွယ်အောင်ဆိုတော့ခုရှိတယ်ခု10ရာထောင်တောင်းအစင်လားမရှိဘူးမရှိတော့ခုနေရာမှာဒီ3ညထည့်မယ်10နေရာမှာ3ညထည့်မယ်ရာက800ထောင်နေရာမှာ3ညထည့်မယ်တောင်းနေရာမှာ3,000ထည့်မယ်အဲ့လိုမျိုးလေးလွယ်အောင်တင်ထားပါတယ်နံပါတ်15ကကိန်းတွေကိုဖတ်ပါဒါကကျွန်မဖတ်ရုံနဲ့မဟုတ်ပဲねစာရေးခိုင်းပါတယ်เนาะအဲ့တော့ရေးကြည့်အောင်ခု10ရာထောင်တောင်းဆိုတော့9,000 8,000 219ဟုတ်လားတို့ရေးကြည့်လိုက်ခု10ရာထောင်တောင်း9,000မရရင်ဆက်ရေးခု10ရာထောင်8,000ခု10ရာ219โอเคရေးမယ်ခု10ရာထောင်တောင်း9,000 6,000ကြည့်မရှိတဲ့နေရာရေးစရာမလိုဘူး59ရပြီလားနောက်တစ်ခုကငယ်ခု10ရာထောင်တောင်း3,000 sorry 3,800နောက်ကမရှိတဲ့နေရာကိုရေးစရာမလိုဘူးနောက်တစ်ခု6,000 4,000 6,000နဲ့ဒါက4 okay နောက်နံပါတ်16ကိန်းတွေကိုစာနဲ့ရေးမယ်ဒီမှာ तू ကကိန်းတွေပေးထားတယ်ဆရာမတို့ကစာနဲ့ရေးပေးရမယ်ဆိုတော့ခုနလိုပဲခု10ရာထောင်တောင်း3,000 4,000 8ရာ25โอเคဒါရေးမယ်ခု10ရာထောင်တောင်း6,000 5,000ခု10ရာထောင်တောင်း1,000 900 98နောက်တစ်ခု10ရာထောင်တောင်း9,000မရှိမရေးရအောင်90ရပြီနော်ကဲဒါဆိုရင်စာမျက်နှာ6ရဲ့နံပါတ်9ပေါ့နော်ဟိုးအောက်ဆုံးကနံပါတ်9 1000အုပ်စု30စုပါတဲ့ဂိမ်းကဘာဂိမ်းဖြစ်မလဲဆိုတာတော့ဆရာမနောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပေးပါမယ်အဲ့တော့ကလေးတို့အနေနဲ့နားလည်တယ်ဆိုရင် like comment လုပ်ပေးခဲ့ပါ TikTok မှာလည်း follow လုပ်ပေးပါမေးစရာရှိရမေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်ရှင်